နဲ့မိုးတော့လို့နိုးလာခဲ့ပြီအိယာကထပြီမကြခင်နေမင်းကြီးထွက်တော့မယ်အေးတညတော့ဂုံသွားပြီတော့အခုနေ့လည်းရောက်လာပြီနေ့အခါရောက်လာအရုံကျင်းလို့မိုးလင်းလာပြီဟောနေ့ပိုင်းမှာဆိုလို့ရှိရင်လည်းငါမှသေစရာအကြောင်းတွေအများကြီးရှိနေပါလားအစိတ်ရှိတဲ့တတ္တဝါတွေကြိုက်လို့လည်းသေနိုင်တယ်မတော်တဆလဲကြပြီးတော့လည်းသေနိုင်တယ်စားတဲ့အစာအာဟာရတွေစာမကြေလို့လည်းသေနိုင်တယ်ယောဂဝေဒနာကြောင့်လည်းသေနိုင်တယ်ခုခေတ်ဆိုပိုများတာပေါ့နှလုံးယောဂဟတက်တို့ဘာလို့ညာတို့လည်းပေါ့သွေးထိုးတို့ဘာလို့လဲဒီထဲမှာ accident ဆိုတာတွေကလည်းအများကြီးရှိသေးတယ်နော်အဲ့လိုသေစရာတွေအကြောင်းတွေအများကြီးအဲ့လိုတစ်ခုခုနဲ့သေနိုင်တယ်ကောင်းပြီတခုခုနဲ့မြန်မတော်တဆငါသေဘေးနဲ့ကြုံသွားလို့ရှိရင်ငါ့ကိုအပေပို့ပြစ်မဲ့အကုသိုလ်စိတ်တွေငါတဏ္ဍာမှာရှိနေသလားလို့တွေးလိုက်ပါတွေးလိုက်လို့ရှိရင်အဖြေကရှိတယ်လို့အဖြေထွက်လာလို့ရှိရင်တဲ့အမြန်ဖယ်ရှားနိုင်မှုကြိုးစားအထောက်ပါစိတ်ဆန္ဒကိုကပြင်းပြင်းထန်ထန်ထားပြီးတော့ကြိုးပမ်းအထောက်မှုလုပ်ရမယ်တတိကြီးစွာနဲ့ကြိုးစားအထောက်ရမယ်